တကယ်မဆချင်းကဘယ်လူစီရမှမလာဘူးဖျားစီရပဲလာတာဒါကြောင့်တင်ဖျားကိုအာယုံပြုတ်တတ်ဖို့အရေးကြီးတယ်ငါမှဖျားရှိတယ်ငါဘသူရှေ့မှာဒူးထောက်စရာအကြောင်းလည်းမရှိဘူးဘသူမှရင်ဖွင့်စရာအကြောင်းလည်းမရှိဘူးဘသူမှတတ်တဲ့ခံစရာအကြောင်းလည်းမရှိဘူးအတနာခံစရာအကြောင်းလည်းမရှိဘူးငါလိုအပ်တော့သိတဲ့ဖျားအချိန်တိုင်းငါ့ကိုဖျားကမဆမယ်ဆိုတာတင်ယုံဖို့အရေးကြီးတယ်သင်အဲ့လိုယုံကြည်ရဲ့ရင်သင်ကိုဖျားသခင်ဘာပေးမယ်ထင်လဲပတ်စံမပေးဘူးဟာဒုက္ခပဲပြောလဲပတ်စံမပေးဘူးအဲ့ဒီcome on ပတ်စံမပေးဘူးလိုက်ပြောမယ်လိုက်ပြောမယ်စီးစိမ်ရတတ်တော့အစွမ်းတတ္တိကိုဖခင်ဘာပေးလဲကွယ်စီးစိမ်ရတတ်တဲ့အစွမ်းတတ္တိကိုဖခင်ပေးလိုက်တယ်စီးစိမ်မပေးဘူးစီးစိမ်ကအနောက်ကနေလိုက်တတ်တဲ့အစွမ်းတတ္တိကိုဖခင်ပေးလိုက်ယုံကြည်သူတွေအားလုံးပြောမယ်စီးစိမ်ထိုင်မမျော်နဲ့စီးစိမ်ကိုအာယုံမဆိုင်နဲ့စီးစိမ်ဖြစ်စေတတ်တဲ့ idea တွေအစွမ်းတတ္တိတွေတင့်ထဲမှာမွေးဖွားလာပါစေဟာလေလုယာဟာလေလုယာဒါရေးကြည့်တယ်တရားဟောအကျမ်းခန်းကြီး8ငယ်18ဘာပြောလဲပြည့်စုံတယ်တရားဟောအကျမ်းခန်းကြီး8ငယ်18ဘာပြောလဲဖတ်ငါသားနေရှာနာခရစ်တော်ကြွလာတော့ဒီဖြာခင်သာရဖြာကိုသာအောင်မရမီဟုတ်ပြီအကြောင်းမူကားခဏရက်ဘယ်သူအကြောင်းမှသွားမလားမစင်စားနဲ့ဘယ်သူအောင်မရမှာလဲသာရဖြာကိုငါဖျားရှိတယ်အာမေးဟာလေလုယာအာမေးငါဖျားရှိတယ်ပြောငါဖျားရှိတယ်ငါဖျားရှိတယ်ဖျားသခင်ကယုံကြည်ခြင်းကိုအင်မတန်နှစ်သက်တဲ့ဖျားလို့ပြောပြီးသားဟုတ်တယ်နော်ဟုတ်ပြီနော်ဒီချမ်းသာမရွှေ့နဲ့မပြောင်းနဲ့ဆရာတော်လိုက်ဆိုယုံကြည်ခြင်းမရှိရင်ယုံကြည်ခြင်းမရှိရင်ဖျားခင်စိတ်တော်နဲ့မတွေ့နိုင်ဘုရားခင်ထံသို့ချဉ်ကပ်တော်သူသည်ကိုရောရှိတော်မူသည်ကို၎င်းကိုရောကိုရှာတော်သူအားအကျိုးပေးနိုင်သည်ကို၎င်းယုံကြည်ရမည်ဘုရားသခင်ကတင်မျော်လင့်တာထက်သာ၍ကောင်းသောအရာကိုပြင်ဆင်ထားတယ်ဆိုတာတင်သိဖို့အင်မတန်အရေးကြီးတယ်ဘုရားသခင်ကတော့လူအဖြစ်လေအလုံးလုံးတက်တဲ့အတွက်ကြောင့်ဆိုလူကိုစကားသွားပြောခိုင်းဘုရားကိုပဲပြောအာမင်လူတွေအားဖြင့်ဖခင်အသုံးပြုတာမှန်ပေမဲ့တင်းရ